ဒီနေ့တော့ကျွန်တော်ကာရီတာတစ်ကောင်ကိုဆွဲအောင်ဖြစ်ပါတယ်နီးညက3တာလို့ပါမအားကုန်တာနဲ့အားထက်သွင်းပါတယ်ပုံမှန်ကျွန်တော်ဒီဒီဇိုင်းတွေပါဆွဲတာတွေဒီဘတ်တာပုံတွေဆွဲရရဘယ်နေရာဆွဲဆင်ယူမယ်ဒါပေမဲ့ဒီနေရာကဗီဒီယိုပါရိုက်မှာဆိုတော့အစဉ်သိမ့်မပြရနဲ့နေရာပြောင်းပါမယ်ရဲရင်အမြဲတမ်းဗီဒီယိုရိုက်နေတဲ့နေရာလေးကိုရောက်ပါပြီdrawing board ထဲမှာအရင်ကဆွဲထားတဲ့ပုံလေးတွေရှိပါတယ်ဒီပုံလေးတွေကမနေ့တော့လက်ကမြင်းနဲ့ဆွဲထားတာပါဘာမှန်းတော့မသိဘူးအဓိကပုံဆွဲရတဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်လိုချင်လို့မို့ပုံလေးဆွဲရပါရဲရင်ခဲတံကင်နဲ့လက်ပုံစံကိုကြည့်ပြီးတော့ပုံဆွဲတဲ့အထဲမှာမပါဘူးဆိုတော့သိကြမယ်ထင်ပါတယ်အရင်ကဆွဲခဲ့တာတွေရောခုဆွဲခဲ့တာတွေတော့စိတ်တိုင်းကြားရဲ့ပုံတော့မတွေ့သေးဘူးအဲ့ဒါနဲ့ပဲအန်တန်းပြီးတော့ရှောက်ဆွဲနေတော့ပေါ့နော်အစင်မပြေသေးပါဘူးဒီနေ့ဒီဗီဒီယိုရောပုံဆွဲတာရောဒီလောက်ပါပဲ